ငါနင့်ကိုနောက်ဆုံးတစ်ချိန်ပဲမေးမယ်နင်ကားပေါ်ကဆင်းမလားမဆင်းဘူးလားနင့်အမူအရာကဘာလဲငါဒီနေ့ပဲပြက်ပြက်တသားပြောလိုက်မယ်ကားစင်းခ66000မရရင်ငါ့ကိုကားပေါ်ကဆင်းဖို့စိတ်တောင်မကူးနဲ့လာတောင်းတာချက်ချင်းကြီး66000ဆိုတော့ငါကဘယ်ကနေသွားရှာပေးရမှာလဲအဲ့ဒါတော့ငါမသိဘူးငါတငယ်ချင်းမှပြောတယ်ငါတို့စီကဒလိထုံးစံတွေကအကုန်ဒီလိုကြီးပဲတဲ့ဟုတ်တယ်လေဝက်ဆောင်စာရဲ့ကားစင်းက66000တောင်မထုတ်ပေးနိုင်ပဲနဲ့ငါတို့အိမ်ကသမီးကိုယူချင်သေးတယ်ပေါ့လေဒီလိုကိစ္စမျိုးကငါတို့စီမှာဆိုရင်66000မှာကလို့8800တောင်နေသေးတယ်ကြားတယ်မလားငါတငယ်ချင်းမကနင့်ထက်လောကအမြင်ပိုကျဲတယ်နင်ပဲပြောတော့ဒီပတ်စံကိုပေးမှလားမပေးဘူးလားငါနင့်ကိုနောက်ဆုံးတစ်ခေါက်မေးမယ်နင်ကဒီနေ့ငါနဲ့လက်ထပ်မှလားဒါမှမဟုတ်66000နဲ့လက်ထပ်မှလားငါကိုလာပြီးအပိုးတွေလျှောက်ပြောမနေနဲ့တော်ပြီးကြီးမင်္ဂလာဆောင်ကိုငါမဆောင်တော့ဘူးရှောင်းရရဲ့သမီးကဘာတွေလုပ်နေတာလဲမင်္ဂလာရဲ့မျက်ကြီးမှာဘာလျှောက်ပြောနေတာလဲသမီးဒါကပတ်စံ1000အမေနဲ့အဖေရဲ့အိုစာမင်းစာစုဘူးလေပါသမီးအရင်ယူထားလိုက်ဦးမင်္ဂလာပွဲကိုအစဉ်ပြေပြေအရင်ပြီးအောင်လုပ်အမေဒီပတ်စံကိုပြန်ယူသွားပါအမေပတ်စံကိုလုံးဝမထိရဘူးလူရန်ငါနင့်ကိုနောက်ဆုံးတစ်ခေါက်မေးမယ်ပတ်စံအကြောင်းမပြောဘဲနင်းစိတ်ရင်အတိုင်းပဲမေးမယ်ဒီမင်္ဂလာပွဲကိုနင်းဆောင်ဦးမလားငါလူရန်နဲ့ဦးမနေနဲ့သူကအခုနင့်ကို6လန့်နေတာနင်ကပြောပေးလိုက်ရင်ဒီတစ်သက်လုံးပြီးသွားပြီ66000တောင်မပေးချင်တဲ့လူကနောက်ဆိုနင့်အပေါ်ကောင်းပါဦးမလားငါပြောပြမယ်အဲ့လိုယောက်ျားမျိုးကတနာစရာကောင်းအောင်ဟန်ဆောင်ရမှာအတော်ဆုံးပဲနင်ဘယ်တော့မှမယုံနဲ့ဟုတ်သားပဲငါနင့်လက်ကွက်ထဲမိတော့မလို့ဝဲရှောင်းစား66000တပြားမှမလျော့ဘူးမရရင်ငါကိုကားပေါ်ကဆင်းဖို့မစင်းစားနဲ့ကောင်းပြီအကိုကြီးကားကနှစ်ဆပေးမယ်ဘေးကတယောက်နဲ့နောက်ကတယောက်ကိုဘဲကနေတင်ခေါ်လာလဲအဲ့ဒီနေရာကိုပဲပြန်ပို့ပေးပါမောင်ရင်ကလူရိုးပဲစိတ်ချငါသူတို့ကိုနေရာအရောက်ပြန်ပို့ပေးဖို့အာမခံနေဘာတဘောလဲနေတကယ်ပဲမဆောင်တော့ဘူးပေါ့ငါမားတာနင်ပြန်လာခဲ့ပါမောင်ရင်ကလူရိုးပဲစိတ်ချငါသူတို့ကိုနေရာရောက်ပြန်ပို့ပေးဖို့အာမခံတယ်အဲ့ဘာတဘောလဲနင်တကယ်ပဲမဆောင်တော့ဘူးပေါ့ငါသွားပြီးနင်ပြန်လာခဲ့ဦးသွားရင်သွားဖို့လူရန်မကြောက်နဲ့ငါတို့ကဒါမျိုးကိုဂယုမဆိုင်ဘူးသူနောင်တရပါစေဦးမယ်ဆွေမျိုးမိတ်ဆွေတွေနဲ့ဦးကြီးအပတို့ခမဟုတ်တယ်မလားအားလုံးကိုအလုရှုပ်အောင်လုပ်မိလို့အားနာပါတယ်ဒီနေ့မင်္ဂလာပွဲမလုပ်တော့ပါဘူးဒါပေမဲ့ထမင်းတွေကတော့အကုန်ချက်ပြုတ်ပြီးသားမို့လို့အားလုံးပဲအဝစားကြပါငါတို့အားလုံးတူတူစုံစုံလင်လင်စားကြတဲ့မိသားစုထမင်းဝိုင်းလို့ပဲသဘောထားပေးပါမင်္ဂလာလက်ဖက်ငွေတွေကိုတော့စားတော့ပြီးရင်မူလအတိုင်းတပြားမကြံပြန်ပေးပါမယ်တပြားမှချမ်းမထားပါဘူးငါဝမ်းရှောင်းရဒီနေ့အားလုံးကိုအားနာလို့ကြော့ပြီးတောင်းပန်ပါတယ်ဆရာသမားကားရက်ပေးပါကားကိုပြန်လှည့်မောင်းပေးပါသူတကယ်ကြီးနင်ထုတ်နေပြီဟုတ်တယ်ပြန်လှည့်မောင်းပါဗာလဲဟာခေါ်လာတော့ငါခေါ်လာပြီးအခုကျတော့မောင်းထုတ်တယ်ဆရာသမားကြားတယ်မလားငါအနေနဲ့စကားပြောနေတာလေငါစကားနားထောင်ဘူးငါပြန်သွားချင်တယ်မင်းကလေးရေသူကကားခပေးထားပြီးသားဘယ်ပို့ပေးပါဆိုရင်အဲ့ဒီကိုပို့ပေးရမှာပဲဒါကစီကံမဲ့နင်ကဘာမူရလဲငါနင့်ကိုတိုင်ပြစ်မယ်ဆိုတာမယုံဘူးလားတိုင်ချင်တိုင်လေဒါပေမဲ့ဒီလမ်းပေါ်မှာမင်္ဂလာကားမောင်းတဲ့သူတွေအချင်းချင်းအကုန်သိကြတယ်နင်တို့ဖြစ်တဲ့ကိစ္စကတော့ဒီညမကူးခင်တရွာလုံးတစ်ပြင်းလုံးအကုန်သိသွားကြမှာဟာလူရန်ဒါတာကဘလို့ဖြစ်ပြီးပြန်ရောက်လာတာလဲမင်္ဂလာပွဲလုပ်နေတာမဟုတ်ဘူးလားအန်တီမသိလို့ပါအဲ့ဒီဝက်ရှောင်းစာဆိုတဲ့ကောင်ကတကယ်လူမဆန်ဘူးချက်ချင်းကြီးကားစင်းကမပေးချင်ဘူးတဲ့66000ကိုနှမျောနေပြီးတော့လူတွေအများကြီးရှိမှမင်္ဂလာပွဲကိုဖျက်ဖြစ်တယ်လူရန်ခမအိမ်တွေပြတ်အောင်ခံလိုက်ရတာအမေရဲ့သူငါ့ကိုတိတ်နိုင်ချင်တာပဲနေဦးကားစင်းက66000ကိုဘသူကတောင်းတာလဲအဲ့ဒါငါတငယ်ချင်းမကသူတို့စီမှာအဲ့လိုပဲလုပ်ကြတယ်လို့ပြောလို့ဟုတ်တယ်လေအန်တီဒါကအလွန်ကြုံမဟုတ်ပါဘူးအခုခေတ်မှာဘသူမဆိုမင်္ဂလာဆောင်ရင်ကားစင်းကတောင်းကြတာပဲမလားသူဝန်ဆောင်စာကဒီလောက်ပတ်စံလေးတော့မထုတ်နိုင်ဘူးလူရန်သူ့စီလိုက်သွားရင်ကောင်းမွန်တဲ့ဘဝရပါဦးမလားလူရန်ငါနင့်ကိုမေးမယ်တို့မိသားစုဘိုးဘွားပြည်ပင်လက်ထက်ကလေးက66000ကားစင်းကတောင်းရမယ်ဆိုတဲ့ဒလိရှိဘူးလားမရှိပါဘူးနင်ဘသူစီကသွားတင်လာတာလဲမင်္ဂလာမဆောင်ခင်နှစ်ဖက်မိသားစုထိုင်ပြီးအကုန်လုံးသဘောတူပြီးသားကိုပွဲကြမှာလူတွေရှိ66000ထားတောင်းတာဒါလူကိုအနိုင်ကျင့်တာမခေါ်ဘူးလားဒါအရှက်မရှိတာမခေါ်ဘူးလားငါနင်အခုချက်ချင်းထွက်သွားနောက်ဆိုငါသမီးနဲ့လာမပတ်သက်နဲ့တော့ငါသမီးကအရင်ကဒီလိုမဟုတ်ဘူးနင်နဲ့တီးပြီးမှလမ်းမတွေလျှောက်လိုက်တာအသက်ဆန်းတွေတက်နေတာအန်တီဘယ်လိုစကားမျိုးပြောလိုက်တာလဲငါကလူရန်စိတ်ချမ်းသာဖို့အတွက်လုပ်ပေးတာပါကောင်းပါပြီနင်သူ့အတွက်ကောင်းပေးဖို့မလိုတော့ဘူးသူ့တဘွားလုံးနင့်လက်ထဲမှာပျက်စီးသွားပြီလစ်ဆန်းအမေဒါဆိုသမီးအခုဘယ်လိုလုပ်ရမလဲအိမ်ထဲဝင်ပြီးတေချာနောက်တရနေလိုက်နင်တေချာပေါက်မြောက်တွေးမိတဲ့အခါကျမှအမေကိုယ်တိုင်နင့်ကိုဝမ်တို့အိမ်ခေါ်သွားပြီးတောင်းပန်ခိုင်းမယ်သူတို့ကသာနင့်ကိုခွင့်မလွတ်ရင်နင်ဒီတစ်သက်လုံးနောင်တရဖို့သာပြင်ထားပြီးတော့
ရှောင်းစာစိတ်လျှော့လိုက်ပါအဲ့လိုမိမမျိုးမယူရလဲအေးတာပဲဦးလေးအသက်ဒီလောက်ကြီးတဲ့အထိဒါမျိုးတစ်ခါမှမမြင်ဘူးဟုကားပေါ်ကဆင်းတာကိုဈေးထက်တိုးရအောင်ကိုရွှေမင်းသမီးလေးများမှတ်နေလားအေးလေရှောင်းစာနောက်ရက်ကြရင်အန်တီနင့်ကိုတမီးကောင်းလေးတယောက်မိတ်ဆက်ပေးမယ်ပတ်စံမမတ်တဲ့အစားမျိုးပေါ့ဒါဘာတွေလဲပတ်စံတွေအများကြီးကုန်ခဲ့ပြီးမှအဆုံးသက်ကြတော့ရှောင်းစာငါနဲ့လိုက်ခဲ့ဦးနင့်ကိုပြောစရာရှိတယ်ရှောင်းစာဝမ်းနဲ့မနေနဲ့ဦးလက်ရှိချက်ချင်းလုပ်ရမယ့်အရေးကြီးကိစ္စရှိသေးတယ်အကိုဘာကိစ္စလဲတင်တောင်းပတ်စံတွေအရင်ကလူတို့အိမ်ကိုဘယ်လောက်ပေးထားလဲ3,88000ရွှေထဲ3မျိုးနဲ့ဆိုအားလုံးပေါင်း2သိန်းကျော်တယ်အဲ့ဒါငါတို့လင်မယား2ယောက်ရဲ့တဝက်စာစုဆောင်းထားတဲ့ပတ်စံတွေအဲ့ဒါဆိုဟုတ်ပြီမနစ်ကတရားရုံးမှာဒီလိုအမှုမျိုးစီရင်ချက်ချဘူးတဲ့တရားရုံးချုပ်ရဲ့တရားစီရင်ရေးအဓိပ္ပာယ်ဖွင့်ဆိုချက်မှာဒီအကြောင်းသိတတ်ပါတယ်ဒါပေမဲ့အဲ့ဒီပတ်စံကိုပြန်တောင်းလို့ရပါဦးမလားရတာပေါ့နင်တို့လက်ထက်စာချုပ်မချုပ်ရသေးဘူးမလားမချုပ်ရသေးဘူးမူလာကတော့မင်္ဂလာပွဲပြီးရင်မနေ့ပြန်သွားချုပ်မလို့ဒါဆိုပိုလွယ်တာပေါ့နင်အခုချက်ချင်းလိုရန်စီဖုန်းဆက်ပြီးဒီအကြောင်းကိုရှင်းရှင်းလင်းလင်းပြောလိုက်ဘေးမှာတက်တေခံပေးမဲ့သူတယောက်အဖို့ခေါ်ထားတာအကောင်းဆုံးပဲနင်ရွယ်နင်ကရှိနေဆိုတော့နင့်ညီကိုတော့မလိမ္မာနဲ့အမှုခင်းဖြစ်ရင်ငွေကုန်ကြေးကြခံနိုင်ပါမလားဦးလေးစိတ်ချပါဒီအမှုကအချက်လက်ထင်ရှားတဲ့တက်တေလဲရိုးရှင်းတယ်ငါကိုယ်တိုင်လိုက်ပေးလို့ရတယ်ပတ်စံအများကြီးမကုန်ဘူးအဓိကမြန်မြန်လုပ်ဖို့ပဲကြာသွားရင်တစ်ဖက်လူကတင်တောင်းပတ်စံတွေကိုလွှဲပြောင်းတာဒါမှမဟုတ်သုံးပစ်တာမျိုးလုပ်ရင်အမှုနိုင်ရင်တော့ပြန်မရနိုင်တော့ဘူးတားရဲ့ထပ်ပြီးစဉ်းစားပါဦးသမီးလေးကစိတ်ပြန်လဲလာရင်ရောအမေရဲ့ဒီအချိန်ထိရောက်နေပြီကိုဘာလို့စိတ်ပြက်နေရအောင်မလဲဝင်တို့အိမ်ကအန်တီအိမ်မှာရှိလားအန်တီအားလုံးအိမ်ထဲမှာရှိနေမှန်းငါသိပါတယ်ငါဒီနေ့လိုရန်ကိုခေါ်ပြီးတောင်းပန်ဖို့လာတာပါငါတို့ကိုအထဲဝင်ပြီးစကားပြောခွင့်ပေးမလားလာပြီးအန်တီဝင်ခဲ့ပြီးပြောပါငါဒီနေ့လာတာရန်ဖြစ်ဖို့လာတာမဟုတ်ဘူးဖြစ်ကြောင်းကုန်စင်ငါအကုန်မေးပြီးဒီကိစ္စငါတို့လူမိသားစုဘက်ကမှားတယ်လိုရန်ကကလေးကစိတ်မပုတ်ပါဘူးအုံနောက်ကမပြေးပဲနားရောက်လွယ်လို့ပါသူ့တငယ်ချင်းမဆိုလားစိတ်မမှန်တဲ့မကူငါမောင်းထုတ်လိုက်ပြီးနောက်ဆိုလိုရန်နဲ့ပတ်သက်ခွင့်မပေးတော့ဘူးရှောင်းစာအန်တီဒီနေ့ဒီစကားကိုပွန့်ပွန့်လင်းလင်းပြောမယ်ဒီမင်္ဂလာပွဲကိုတားလို့ချင်သေးတယ်ဆိုရင်ငါတို့အကောင်းဆုံးပြန်လုပ်ကြမယ်အကုန်လုံးအရင်ကဆွေးနွေးထားတဲ့အတိုင်းပဲလုပ်မယ်တကယ်လို့တားမလို့ချင်တော့ဘူးဆိုရင်လည်းအန်တီကတားကိုအပြစ်မတင်ပါဘူးလိုရန်နင့်ကိုယ်ပိုင်အကြံဉာဏ်ကပါလဲအမေဘလို့တွေးလဲဆိုတာမဟုတ်ဘူးနင့်ကိုယ်တိုင်ကဘလို့တွေးလဲရှောင်းစာငါမသွားတဲ့အဲ့ဒီအချိန်တုန်းကငါအုံနောက်ကရှုပ်သွားလို့စိတ်မမှန်တဲ့မကဘေးကနေတွတ်လာပြောနေတော့ငါဘာဖြစ်သွားမှန်းမသိလိုက်ဘူးနင်ငါကိုလိုချင်သေးရဲ့လားရှောင်းစာငါတကယ်မှန်သိပါပြီနင်ငါကိုလိုချင်သေးရဲ့လားလိုရန်တို့နှစ်ယောက်တိလာတာ2နှစ်ရှိပြီမလား2နှစ်နဲ့3လရှိပြီ2နှစ်နဲ့3လငါဝမ်းရှောင်းစာနဲ့အပေါ်ဘလို့ကောင်းခဲ့လဲနင့်စိတ်ထဲတည်ဆုံးပါနင်အရှိသွားဆိုအရှိသွားတယ်အနောက်သွားဆိုအနောက်သွားတယ်နင်မျိုးပေါ်ကအချင်းဆက်ခောက်ဆွဲစားခြင်းနဲ့ဆိုရင်ငါစပိန်နဲ့3နာရီကြာအောင်တွားဝယ်ပေးခဲ့တယ်အေးသွားမှဆိုလို့ရင်ခွင်ထဲထည့်ပြီးနှွေးပေးထားခဲ့တာဒါပေမဲ့နင်ကတော့ဒီနေ့တို့နှစ်ယောက်မင်္ဂလာဆောင်တဲ့ရက်မှာဆွေမျိုးမိတ်ဆွေတွေအများကြီးရှိမှာနင်ကနှစ်တငယ်ချင်းမှာစကားတခွန်းကြောင့်ငါ့ကို6,600ထားတောင်းတယ်အမေကသူ့ရဲ့အိုစာမင်းစာစုဘူးစာအုပ်ကိုထုတ်ပေးတာတော့နင်တစ်ချက်တောင်လှည့်မကြည့်ခဲ့ဘူးငါမေးမယ်ဒီနေ့တကယ်လို့ငါက6,600ရှာပေးလိုက်ရင်နောက်တစ်ခေါက်နင်တငယ်ချင်းမက8,600ထပ်တောင်းခိုင်းရင်တသိန်းထပ်တောင်းခိုင်းရင်နင်ပဲသူ့စကားနားထောင်ဦးမလားမလုပ်တော့ဘူးငါတကယ်မလုပ်တော့ဘူးအမေကသူ့ကိုမောင်းထုတ်လိုက်ပြီငါသူနဲ့ဘယ်တော့မှမပတ်သက်တော့ဘူးငါချိန်ဆိုရဲတယ်ချိန်ဆိုတာအပူပဲနေတကယ်ပဲဒီလိုစိတ်ပိုင်းဖြတ်ထားရဲဆိုရင်နောက်ပိုင်းအတူတူဖြတ်တန်းရမယ့်ရက်တွေမှာဒီလိုမှားမျိုးထပ်မမှားဘူးလို့နင်အာမခံနိုင်လားဒီနေ့စိတ်မမှန်တဲ့မရှိသလိုမနှက်ပြန်လဲတခြားစိတ်မမှန်တဲ့သူတွေရောက်လာဦးမှာပဲရှောင်းစာစိတ်ချပါလိုရန်သာထပ်ပြီးယူချင်အောင်မယ်ဆိုရင်ငါကအမေတယောက်အနေနဲ့ပထမဆုံးလက်မခံတဲ့သူဖြစ်စေရမယ်အမေကအမှားမှန်သိတဲ့သူမို့လို့ငါအမေကိုလေးစားပါတယ်လိုရန်ငါဒီနေ့နှစ်ဖက်လူကြီးတွေရှေ့မှာစကားကိုရှင်းရှင်းပဲပြောမယ်ငါနင့်ကိုမလိုချင်တာမဟုတ်ဘူးနှစ်တာတန်ရောစင်ကိုနှမျောတာတော့အမှန်ပဲဒါပေမဲ့ငါကြောက်တယ်ငါကြောက်တာကနောက်ဆိုအိမ်မှာကိစ္စတစ်ခုခုရှိရင်နင်ပထမဆုံးငါနဲ့မတိုင်ပင်ပဲနင့်တငယ်ချင်းမှဒါမှမဟုတ်တခြားသူတွေကိုသွားတိုင်ပင်ပြီးအကြံဉာဏ်တောင်းပါကိုပြီးမှပြဿနာတက်လာတော့ငါကိုလာပြောမယ်ငါမှားသွားပြီဆိုပြီးငါအဲ့ဒါကိုလက်မခံနိုင်ဘူးတယောက်ကြားမှလည်းလက်မခံနိုင်ဘူးအကိုအဲ့လိုမပြောပါနဲ့ငါဦးရဲဆိုတာငါသိပါတယ်ငါမျက်စိထမင်းလုံးဆိုသွားလို့ပါငါကငငယ်ကလေးကကိုပိုင်ဆုံးဖြတ်ချက်မရှိပဲသူများပြောတာနားယောင်ခဲ့တာငါလည်းပြင်ချင်ပါတယ်တကယ်ပြင်ချင်တာပါနေငါကိုအခွင့်အရေးတစ်ခုပေးလို့ရမလားမင်္ဂလာပွဲအရင်မလုပ်လဲရပါတယ်တို့နှစ်ယောက်အရင်တွဲကြည့်ကြမယ်လေငါရဲ့အပြုတ်မှုကိုနင်းဆောင်ကြည့်ပါသမီးမငုံနဲ့တော့ထိုင်ရာကထဦးမြေကြီးကအေးတယ်သားရဲ့အမေအနေနဲ့မပြောတင်တာကိုပြောရရင်ဒီကလေးမကစိတ်မပုတ်ပါဘူး
သူကဥဒါပါသူများလမ်းမခေါ်တာခံလိုက်ရတာတားတကယ်ပဲစိတ်မချနိုင်သေးရင်တို့တွေအမေမင်္ဂလာပွဲမလုပ်ပဲအရင်တွဲကြည့်မယ်ဆိုတာနင်တကယ်ပြောတာလားတကယ်ပြောတာပါငါမင်္ဂလာပွဲလည်းမလိုချင်တော့ဘူးဘာမှမလိုချင်တော့ဘူးငါနင်နဲ့ပဲတူတူရှိချင်တာလိုရန်တေချာနားထောင်ငါရဲ့ဒီနေ့ဆုံးဖြတ်ချက်ကမိဘတွေအတွက်မဟုတ်ဘူးမျက်နှာပန်းလာဖို့အတွက်လည်းမဟုတ်ဘူးငါဝန်ဆောင်စာကိုယ်တိုင်ရွေးချယ်တာဒါပေမဲ့ငါမှာစီကံချက်နှစ်ခုရှိတယ်နင်ဘယ်နှခုပဲဖြစ်ဖြစ်ငါအကုန်သဘောတူတယ်ပထမချက်နောက်ဆိုအိမ်တွင်းအကြီးသေးကိစ္စမှန်သမျှတို့နှစ်ယောက်တိုင်ပင်မယ်သဘောထားမတိုက်ဆိုင်ရင်တကားပိတ်ပြီးရန်ဖြစ်ချပြီးရင်လင်မယားပဲဒါပေမဲ့နင်ကပြင်ပလူကိုလာပြီးဆုံးဖြတ်ခိုင်းအောင်မယ်ဆိုရင်မလုပ်တော့ဘူးငါချိန်ဆိုတဲ့ထက်ဖြစ်ရင်ငါကိုယ်တိုင်ထွက်သွားမယ်တပြားမှမယူဘူးဒုတိယအချက်မနှက်ဖြန်တို့နှစ်ယောက်သွားပြီးလက်ထက်စာချုပ်ချုပ်မယ်စာချုပ်ပဲချုပ်မယ်မင်္ဂလာပွဲမလုပ်ဘူးဒီနေ့တခါအဆက်ကွဲပြီးပြီမို့လို့ထပ်ပြီးအလုံးမရှုပ်ချင်တော့ဘူးတို့နှစ်ယောက်ရဲ့ဘဝအခြေတကျဖြစ်သွားမှနောက်2နှစ်လောက်ကြာမှဒါကအလွန်ကြုံမဟုတ်ပါဘူးလူရန်နင်သဘောထားပြချုပ်မယ်မနှက်ဖြန်ပဲသွားချုပ်မယ်ရှောင်းစာနင်ဘယ်ချိန်သွားချုပ်မယ်ဆိုရင်အဲ့ဒီအချိန်သွားမယ်နှစ်ဖက်လုံးသဘောတူပြီဆိုတော့ငါစကားတခုဖြတ်ပြောမယ်ငါကရှိနေဖြစ်တယ်လို့ရှောင်းစာရဲ့ဝမ်းကွဲအကူလည်းဟုတ်တယ်စောစောကပြောတဲ့စီကံချက်တွေကိုငါစိတ်ထဲမှတ်ထားတယ်နောက်ကြရင်မင်္ဂလာမဆောင်ခင်သဘောတူညီချက်စာချုပ်တစ်ခုငါရေးပေးမယ်ကို့သဘောနဲ့ကိုလက်မှတ်ထိုးကြတာတန်ရောစင်လည်းမထိခိုက်ဘူးအပြန်လန်စကားလည်းရှင်းသွားတာပေါ့နောက်ကြရင်ငင်းခုန်စရာနဲသွားမယ်ဖြစ်မလားစာချုပ်အကြောင်းငါမသိပေမဲ့နေရွယ်ပြောတာမှန်တယ်မကောင်းတဲ့စကားကိုအရင်ပြောထားတာအရှက်မရှိပါဘူးဘဝကိုအစဉ်ပြေအောင်မဖြတ်တန်းနိုင်မှအရှက်ရှိတာလူရန်နင်သဘောထားပြရှောင်းစားငါသဘောတူတယ်နင်ကတော့စိတ်ပြောတာပဲနင်ကတော့စိတ်ပြောတာပဲအကိုလူနှလုံးသားပဲမှန်မှန်သိရင်ငါအခွင့်အရေးတစ်ချိန်ထပ်ပေးမယ်ဒါပေမဲ့တစ်ချိန်ပဲကောင်းပြီနင်ဒီနေ့ပြောတဲ့စကားကိုမှတ်ထားငါကရှိနေဖြစ်တယ်လို့နင့်အကိုလည်းဟုတ်တယ်နောက်ဆိုသူထပ်ပြီးယူဦးမယ်ဆိုရင်ငါဘသူမျက်နှာမှမထောက်ဘူးဥပဒေတိုင်းတိုက်ရိုက်သွားမှာပဲကောင်းစီခြင်းတဲ့စေတနာကိုစော်ကားတယ်ငါကစေတနာအပြည့်နဲ့လူရန်ကိုအကြံပေးတာကိုအဲ့ဒီအဖွားကြီးကငါ့ကိုလမ်းမတွေရှောက်ခိုင်းတယ်လို့ပြန်ဆဲတယ်ဘာကောင်မလဲမသိဘူးအာစင်ပင်နင်ဒီနေ့လူရန်ရဲ့မင်္ဂလာပွဲသွားတော့တာမဟုတ်ဘူးလားဘလို့ဖြစ်လို့ပြန်ရောက်လာတာလဲဒေါက်တာလီမပြောပါနဲ့တော့မင်္ဂလာပွဲလည်းမတောက်လိုက်ရဘူးငါဒေါသထွက်လို့သေတော့မယ်ဘာဖြစ်လို့လဲအဲ့ဒီဝန်ဆောင်စာကတကယ်လူမဆန်ဘူးချက်ချင်းကြီးလူရန်စီက6,600ကားစင်ကတောင်းတယ်မရှိရင်ကားပေါ်ကမစင်ခိုင်းမှုတဲ့လူရန်ကဘယ်ကနေထုတ်ပေးနိုင်မှာလဲသူကလူတွေအများကြီးရှိမှမင်္ဂလာပွဲကိုဖျက်ပစ်တယ်6,600ဟုတ်လားဒါကဘာလို့ဒီလိုစကားမျိုးထွက်လာတာလဲလူရန်ကိုလိုက်ရတာတနာစရာကြီးငါကဝင်ကူပြောပြီးတော့ဝန်ဆောင်စာအမေကငါနှာခေါင်းကိုထောက်ပြီးလက်ဆန်းလို့ဆဲတယ်ဝန်ဆောင်စာအိမ်ကဘာလို့ဒီလိုကိစ္စမျိုးလုပ်ရတာလဲဟွန်းဟန်ဆောင်နေတာလေသူ့အိမ်ကဆင်းရဲလို့တုံးလုံးပက်လက်ဖြစ်နေတာလူရန်စီကနေပတ်စံညစ်ဖို့ပဲကြံနေတာပြီးတော့လီယိုမေကလည်းပြင်ပလူဘက်ကနေကူပြောပေးပြီးလူအများကြီးရှိမှလူရန်ကိုဆဲတယ်အလကားပေးရင်တော့မယူဘူးတဲ့မဖြစ်နိုင်တာမနဲ့တုန်းကမင်္ဂလာကားကိုမြင်လိုက်သေးတယ်အဲ့ဒါကသူ့လူရန်ကိုမောင်းထုတ်လိုက်တာဒရိုင်ဘာကိုတီးတန့်ပြန်ပို့ခိုင်းတာဟုတ်တယ်ငါအိမ်ကသမီးလေးနောက်ဆိုလူတော်တဲ့ဘလို့မျက်နှာပြရပါမလဲအေးလေငါကတငယ်ချင်းတယောက်အနေနဲ့ရင်နာလိုက်ရတာဒီလိုယောက်ျားမျိုးကိုနောက်ဆိုဘသူကယူရဲအောင်မလဲဝမ်ဆောင်စာက6,600ကားစင်ကတောင်းလို့မင်းကလေးကိုငိုအောင်တွန်းပို့တယ်လိုရန်တောင်းတာမဟုတ်ဘူးလားဝမ်ဆောင်စာတောင်းတာစိတ်မမှန်နဲ့မကိုယ်တိုင်ပြောတာဝမ်ဆောင်စာကစိတ်ပုတ်လိုက်တာမသွားမိတာတော်သေးတယ်စင်ဘေးအခုရွာထဲမှာနင်တို့မင်္ဂလာဆောင်တဲ့ရက်ကဖြစ်တဲ့ကိစ္စကိုအယောင်ဆိုးပြီးရှောက်ပြောနေတယ်သူကတကယ်ပဲအရှက်မရှိရှောက်ပြောရဲတယ်ပေါ့သူကဘလို့ဖြစ်ပြီးအမှားမှန်ကိုပြောင်းပြန်လှန်ပြီးပြောရတာလေသူကိုယ်တိုင်ငါ့ကိုကားစင်းကတောင်းဖို့မြှောက်ပေးတာကိုအခုကျတော့ဝက်ဆောင်စာတောင်းတာဖြစ်သွားပြီကောလာဟာလာဆိုတာမြ мян လေးပို့ပြီးအတိတ်ပဲမရှိလေပဲအခုရွာဝက်လောက်ကအကုန်လုံးဝက်ဆောင်စာအမှားလို့ထင်နေကြပြီနင်တို့ဘလို့လုပ်ဖို့စိတ်ကူးထားလဲအကိုသူဘယ်နေရာမှာရှောက်ပြောနေတာလဲကုံစုံဆိုင်တကားဝရေတွင်းနာပြီးတော့ရွာအရှိဖျားကတစ်ပင်ကြီးတွေအောက်မှာအဲ့ဒါဆိုလူအများဆုံးနေရာမှာလူတွေအကုန်လုံးရှေ့စကားကိုရှင်းရှင်းလင်းလင်းတွားပြောကြမယ်ငါသွားမယ်ဒီပြဿနာကငါကြောင့်ဖြစ်တာငါပဲတွားရှင်းမယ်ကောင်းပြီအစင်တင်မယ်ဒီနေ့ကလာဆန်းရက်ဆိုတော့ရွာကော်မတီအစည်းအဝေးရှိတယ်အစည်းအဝေးပြီးတော့လူတွေအကုန်ကွင်းပြင်မှာရှိနေတော့မပြန်ကြသေးဘူးနင်တို့တကယ်ပဲဒီလိုလုပ်ဖို့စိတ်ကူးရှိရင်အခုပဲတွားကြစို့ငါစင်ပင်းကဘယ်တော့မှမူသားမပြောဘူးငါကိုယ်တိုင်မြင်ခဲ့တာဝဲဆောင်စာအမေကလျိုလိုရန်ရဲ့နှာခေါင်းကိုထောက်ပြီးဆဲတာပတ်စံမရှိရင်ငါအိမ်တကားထဲဝင်ဖို့မစင်စားနဲ့လို့ပြောတယ်လိုရန်ကအဲ့ဒီနေရာတင်ငိုပြီးတော့မြေကြီးပေါ်ဒူးထောက်ပြီးတောင်းပန်ခဲ့တာမနာထောင်နဲ့တော့လူရောက်လာပြီးအိုးရောက်လာတာကောင်းတာပေါ့အားလုံးပဲကြည့်ကြပါဦးငါဘယ်စကားတခုမှပြောလို့လဲ
စင်ပင်းနင်တေချာကြည့်လိုက်ဦးဒါကငါနဲ့ဝန်ဆောင်စာဒီနေ့ပဲမြို့နယ်ကနေတွားချုပ်လာတဲ့လက်ထက်စာချုပ်နင်ကဝန်ဆောင်စာကငါစီက6,600တောင်းတယ်လို့ပြောတယ်မလားနင်နောက်တစ်ခေါက်ထပ်ပြောကြည့်ဦးဘသူစီကတောင်းတာလဲပြောမထွက်ဘူးမလားဒါဆိုငါနင့်ကိုစားပြောပေးမယ်ငါအုံနောက်ကယူသွားလို့ဝန်ဆောင်စာစီကနေ6,600ကားစင်းကတောင်းခဲ့တာနင်စင်ပင်းကမင်္ဂလာကားပေါ်မှာငါ့ကိုမြောက်ပေးခဲ့တာလေနင်တို့စီမှာအကုန်ဒီလိုပဲလုပ်ကြတယ်ဆိုပြီးတလုံးချင်းစီငါ့ကိုလာတင်ပေးတာသူဝန်ဆောင်စာကစကလေးကငါစီကတပြားမှမတောင်းခဲ့ဘူးသူ့အမေငါရောက်ခမကသူ့ရဲ့အိုစာမင်းစာစုဘူးစာအုပ်ကိုတောင်ထုတ်ပေးခဲ့တာငါတစ်ချက်တောင်လှည့်မကြည့်ခဲ့ဘူးစင်မင်းနေစောစောကဒီလိုပြောတာမဟုတ်ပါဘူးနင်ပြောတာကဝန်ဆောင်စာကလျူလိုရန်စီကပတ်စံတောင်းတာဆိုနင်လျှောက်ပြောနေတာနင်အခုသူနဲ့ပြန်ဆင်ပြေသွားတော့ဟုတ်တာပေါ့သူ့ဘက်ကကူပြောပေးတာပေါ့လျူလိုရန်နင်တကယ်အတိတရားမရှိဘူးငါကနင့်ရဲ့တငယ်ချင်းကောင်းပါငါကနင့်အတွက်စဉ်းစားပေးတာကိုငါ့ဘောဒီလိုလုပ်တယ်ပေါ့နင်ကသူ့အတွက်စဉ်းစားပေးတယ်ဟုတ်လားနင်သူ့ကိုအကြံပေးပြီးမင်္ဂလာဆောင်တဲ့ရက်ကြမှာချက်ချင်းကြီး6,600တောင်းခိုင်းတယ်ဆွေမျိုးမိတ်ဆွေတွေအများကြီးထိုင်ဆောင်နေရတယ်အမေကအသက်ကြီးမှသူ့ရဲ့စုဘူးစာအုပ်ကိုထုတ်ပြီးသွားတောင်းပန်ရတယ်ဒါကနင့်ပါဇက်ကပြောတဲ့သူ့အတွက်စဉ်းစားပေးတာလားဒါဘာတငယ်ချင်းမျိုးလဲတကယ်လူကိုဒုက္ခပေးတာပဲအားငါစောစောကသူ့စကားကိုယုံမိသွားသေးတယ်ဒီစင်မင်းကတကယ်ကိုရိုးတွင်းချင်စီအထိစိတ်ပုတ်တာပဲမစ္စစင်မလောပါနဲ့အောင်နင်ကမဟုတ်မမှန်လောက်ကြံပြီးလူအများရှိမှတခြားသူကိုအဆက်ခွဲတာဟာအတရေဖြတ်မှုကိုမြောက်စေတယ်ဒီနေရာကလျိုဦးလေးလီအန်ဒီကြောက်မမပြီးတော့ဟိုဘက်ကလူတွေအကုန်လုံးကတက်တေတွေကြီးပဲနင်း6မနေနဲ့ဘသူကိုပြောတာလဲကျွန်တော်ကရှိနေဗျခမားကို6တာဟုတ်မဟုတ်စမ်းကြည့်ရင်သိရမှာပေါ့အခုခမားမှာရွေးချယ်စရာ2ခုရှိတယ်တစ်ခုကလူအများရှိမှခမားကောလာဟာလာဖြန့်ခဲ့တာကိုဝန်ခံပြီးတိတိကျကျတောင်းပန်မလားဒါမှမဟုတ်မနှက်ဖြန်တရားရုံးပို့ပြီးတရားခွင်မှာတွေ့ကြမလားအဲ့ဒီကြရင်အဆက်ကွဲမဲ့အပြင်ခမားရော်လဲရော်ရလိမ့်မယ်ဟုတ်ကဲ့ကျမလျှောက်ပြောမိတာပါကျမကောလာဟာလာဖြန့်မိတာပါဝန်ဆောင်စားကကားပေါ်ကစင်းကမတောင်းပါဘူးလျူရီယန်တောင်းတာပါကျမကသူ့ကိုအကြံပေးလိုက်တာကဘာပေါ်မှာဒီလိုလူစားမျိုးလဲရှိသေးတာပဲကိုယ်တိုင်အကြံရုပ်ပေးပြီးလူကိုဒုက္ခပေးတယ်ပြီးတော့မှသူများကိုပြန်ပြီးပုတ်ခတ်သေးတယ်တောက်လုံးဝအလိန်ခံရတော့မလို့နောက်ဆိုဒီမှာလာပြီးအဆက်မခွဲနဲ့တော့ဝန်ဆောင်စားလျူရီယန်နင်တို့မှတ်ထားကြစမ်းရှောင်းစားယူရန်ရေဒေါ်တော်တို့စောစောကသူ့အလိန်ညာတွေကိုယုံမိသွားတယ်အားနာလိုက်တာတော့ဒေါ်တော်တို့ရဲ့မင်းတို့ကိုမပြစ်တင်ပါဘူးကောလာဟာလာဆိုတာပါဆက်ရှိုံနဲ့ရှောက်ပြောလို့ရတာဆိုတော့ဘယ်သူမှမတားနိုင်ဘူးလေဒီနေ့ကိစ္စဒီမှာတင်ပြီးပါစေတော့နောက်လည်းအရင်လိုပဲဆက်ဆံကြတာပေါ့ဦးလေးတို့ဒေါ်တော်တို့ဒီနေ့ကိစ္စရောမနက်ကကိစ္စရောကကျမလျူရန်အတိတရားမရှိလို့ပါလူယုံမာရဲ့စကားကိုယုံမိသွားတယ်ရှောင်းစားကိုကျမတောင်းပန်ပါတယ်ဦးလေးတို့ဒေါ်တော်တို့ကိုလည်းအားနာပါတဲ့အလကားလမ်းလျှောက်ခိုင်းမိတယ်လို့ဖြစ်သွားပြီဒီမင်္ဂလာပွဲကိုတေချာမလုပ်နိုင်ပဲလူအများရေးစရာဖြစ်အောင်လုပ်မိသွားတယ်ဒါပေမဲ့ကျမတို့2ယောက်လက်ထက်စာချုပ်အတူတူသွားယူခဲ့ကြတဲ့နောက်ဆိုအေးချမ်းချမ်းအတူတူဖြတ်တန်းသွားမှာပါဒေါ်တော်တို့ဦးလေးတို့ကကျွန်တော်ဝန်ဆောင်စားကိုအတိမတ်ပြုသေးတယ်ဆိုရင်နောက်အိမ်မှာမင်္ဂလာကိစ္စရှိရင်လည်းအားလုံးကိုတိုက်ရမယ့်မင်္ဂလာဝိုင်ကိုတစ်ခွက်မှမလို့ရအောင်တိုက်ပါမယ်လိမ္မာတဲ့ကလေးဒေါ်တော်တို့မင်းတို့ရဲ့မင်္ဂလာဝိုင်ကိုစောင့်တော့မယ်နော်ဒါမှတကယ်လင်မယားတွေအသက်မွေးတဲ့ပုံစံမျိုးပေါ့အဲ့ဒီကြရင်ကျမကိုခေါ်ဖို့မမေ့နဲ့အောင်ရှောင်းစားရက်သက်မပြီးရင်အကြောင်းကြားအောင်တော့ဟာရှောင်းစားဟိုလေကျမဒီနေ့နည်းနည်းကြမ်းသွားလားမကြမ်းပါဘူးဒါမှမင်းဖြစ်တဲ့ပုံစံပဲနောက်လေဒီလိုပဲနေဘသူကနှိမ့်ဆက်ဒီလိုပဲပြန်ချပစ်လိုက်အဲ့ဒီထဲမှာရှင်ကောပါတလားဟာပါတာပေါ့ကိစ္စတွေအားလုံးရှင်းသွားပြီအမေအကုန်ရှင်းသွားပါပြီရွာတွေကလူတွေလည်းဘာဖြစ်တယ်ဆိုတာအကုန်သိသွားကြပြီဒါပေမဲ့တခုတော့မင်းကိုသတိပေးရမယ်အဖေပြောပါအောင်ဗျာရှမ်းကျင့်ပင်အကြောင်းလားအဲ့ဒီကောင်မလေးကမြို့ပေါ်မှာရေးစားတယောက်ထားတယ်ကြားတာတော့လူကောင်းမဟုတ်ဘူးတဲ့လန်တရဲထဲကပဲသူ့လက်အောက်မှာလည်းအချမ်းရန်လူမိုက်ကောင်လေးတချို့ရှိတယ်ကျွန်တော်ရီယန်ရဲ့ဒေါ်လေးစီကကြားလိုက်တာအဲ့ဒီလူကဘာလုံကော့ဆိုလာပဲမြို့ပေါ်မှာဘီလီယံခုံတစ်ခုဖွင့်ထားတယ်အချိန်ရှိတဲ့လူတွေကိုလိုက်ချောက်စားနေတာဒီကိစ္စကျမဘာလို့မသိရတာလဲမင်းမျက်စိထဲမှာမင်းရဲ့တငယ်ချင်းကောင်းပဲရှိနေတာဘာတိမှလဲမင်းကဘာတိမှလဲရှမ်းကျင့်ပင်ကအရင်ကကျမကိုတခုံးပြောခုတယ်သူကြီးစားကမြို့ပေါ်မှာအတော်ဩဇာရှိတယ်တဲ့ကျမအဲ့ဒီတုန်းကစကားပြတ်မပြောမိဘူးမင်းကလေးတယောက်ကအဲ့လိုလူစားမျိုးနဲ့တော့ပတ်သက်နေတာဘာကောင်းမှလဲရှောင်းစားရဲ့စောစောကရှမ်းကျင့်ပင်ထွက်ပြေးသွားတဲ့အချိန်သူ့မျက်လုံးတွေကိုကြည့်ရတာဒီအတိုင်းလက်လျှော့မဲ့ပုံစံမျိုးမဟုတ်ဘူးသူ့အကြောင်းကိုကျွန်တော်ကောင်းကောင်းသိသွားပြီးစိတ်ပုတ်တဲ့အမျိုးကြီးတယ်ဒီနေ့တရွာလုံးအရှိမဒီလောက်အဆက်ကွဲသွားတာသူဧကံမှုချဒီဒေါသကိုမျိုးသိထားမှာမဟုတ်ဘူးသူသာပြန်သွားပြီးသူ့ရေးစားကိုတာမိတက်ပြီးရှောက်ပြောလိုက်ရင်အဖေဘာပြောချင်လဲဆိုတာကျွန်တော်နားလဲပါတယ်သူတစ်ပါးကိုဒုက္ခပေးမဲ့စိတ်မျိုးမရှိသင့်တယ်လို့ကိုကာကွယ်ဖို့လဲတတိရှိရမယ်မဟုတ်လားမင်းသိရင်ပြီးတာပါပဲမင်းတို့လင်မယားအစ်စ်လေးအခုမှဘဝကိုစတင်ကစားပဲရှိသေးတာနောက်ထပ်ပြဿနာတွေထပ်မတက်စေချင်ဘူး
ကောင်းပါပြီဒါမှမဟုတ်ကျမတို့ဒီရက်ပိုင်းမြို့ပေါ်ကိုမသွားဘဲနေကြမလားဘာမှမဖြစ်ပါဘူးတို့ကမြို့ပေါ်မှာစားတောက်ဆိုင်ဖွင့်ထားတာပဲရိုးရိုးသားသားစီးပွားရေးလုပ်နေတာလူတွေအမြဲသွားလာနေတာသူကဘာလုပ်နိုင်မှလဲကျွန်တော်စိတ်ထဲအစီအစဉ်ရှိပါတယ်ရပါတယ်မင်းစိတ်ထဲတွက်ထားတာရှိရင်လည်းပြီးတာပါပဲတခုခုဆိုရင်မင်းရဲ့ဝမ်းကွဲအကူမင်းရွယ်နဲ့တိုင်ပင်ပါသူကရှိနေဆိုတော့ဥပဒေနားလေတယ်ဒီလိုလူစားမျိုးတွေကိုဘယ်လိုကင်တွယ်ရမလဲသူသိတယ်ဟောဒါကအမပင်မဟုတ်လားဘာလို့ဒီလောက်တောင်ငူနေရတာလဲကိုလုံးရေးကျမသူများနှိပ်စက်တာခံရလို့ပါဒီနေ့တော့ကိုလုံးကျမအတွက်မဖြစ်ဖြစ်အောင်ကလဲစားချေပေးရမယ်နော်ဘသူလဲတတိရှိလာကြည်လားငါရေးစားကိုတောင်လှနှိပ်စက်ရဲတယ်တကယ်ကိုအသေးကြီးတဲ့ကောင်ပဲဝဲဆောင်စားနဲ့လူရီယန်လေးဒီနေ့လူရီယန်မင်္ဂလာဆောင်တာကိုကျမကစေတနာကောင်းတဲ့အရန်ပိုသွားလုပ်ပေးတာဒါကိုသူ့လင်ဘက်ကအိမ်ကမွေးပြကြနေလို့ကားပေါ်ကဆင်းက6600တောင်မပေးနိုင်တဲ့အပြင်လူအများကြီးရှိမှကျမကိုမွေရဲနောက်တဲ့ကောင်မဆူပြီးဆဲဆူပြီးမောင်းထုတ်လိုက်တယ်ဒီလိုတောင်ရှိသေးတာလားဒါတည်းမကသေးဘူးပို့ပြီးဒေါသထွက်เสียကောင်းတာကနောက်တော့သူတို့နှစ်ယောက်လက်ထက်စာချုပ်ယူပြီးရွာလေကွင်းပြင်ကိုတမင်တက်လာခဲ့ကြတယ်ပြီးတော့တရွာလုံးအရှိမကျမကိုအဆက်ခွဲပြီးမောင်းထုတ်တယ်ကျမကဖြစ်စီမဲ့မိစ္ဆာမမှုနောက်ဆိုဘသူမှကျမနဲ့မပတ်သက်တဲ့ပတ်သက်ရင်ကန်ဆိုးလိမ့်မယ်တဲ့လူရူရန်ရဲ့အမေကလည်းကျမနှာခေါင်းကိုလက်ညှိုးထိုးပြီးဆဲသေးတယ်ကျမကရှင်ကိုလုံရဲ့မိမမှုရှင်းလို့ပဲလူကောင်းမဟုတ်ဘူးတဲ့သူကငါ့ကိုပါထည့်ပြောတယ်ဟုတ်လားထည့်ပြောတယ်လူရူရန်မေကပြောတယ်ကိုလုံကဘာကောင်းမှုလဲတဲ့မြို့ပေါ်မှာအလကားလေလွင့်နေတဲ့လူမိုက်ပဲတဲ့နေရှမ်းကျင်ပေမျက်စိကန်းလို့သာအဲ့ဒီလူနဲ့တွားပတ်သက်တာတဲ့တော်ဆက်ငါကိုလုံမျိုးပေါ်မှာလူမိုက်လောက်လာတာဒီလောက်နှစ်ကြာပြီငါနှာခေါင်းကိုလက်ညှိုးထိုးပြီးဒီလိုဆဲရဲတဲ့သူတယောက်မှမရှိသေးဘူးကိုလုံဒါဆိုကျွန်တော်တို့သွားပြီးသူတို့ကိုပညာသွားပေးကြမလားစားတောက်ဆိုင်အစုပ်လေးတစ်ခုဖွင့်ထားတာပဲမိုးပေါ်ပြန်တက်သွားလို့ရမှာမို့လို့လားမလောနဲ့ဦးအရင်စုံစမ်းကြည့်ရအောင်အဲ့ဒီကောင်မျိုးပေါ်မှာစားတောက်ဆိုင်ဖွင့်ထားတာဟုတ်လားဘယ်လမ်းမှာလဲတောင်ဘက်လမ်းမှာပါဝန်ကပမီးဖို့ချောင်းလို့ခေါ်တဲ့နေရာကိုကျွန်တော်သိတယ်ကောင်းပြီဒီညပဲငါတို့အဲ့ဒီဆိုင်ကိုသွားပြီးဟင်းတွေမြည်ကြည့်ရတာပေါ့ဘလောက်တောင်အရသာရှိလဲဆိုတာကြည့်ကြသေးတာပေါ့ဟုတ်ကဲ့ခင်ဗျအခုလာပါပြီ၃ချက်ဝိုင်းသွားပါရစေခင်ဗျတတိထားပါပူတယ်နော်ရှောင်းစားပြီးရနှစ်ပုတ်လင်းထပ်ပေးပါဦးဟုတ်ကဲ့ဗျာအခုပဲလာပါပြီဒီတတုပ်ပြီးရင်တို့နှစ်ယောက်လည်းတလုံးလောက်စားကြရအောင်စားလာပြီရတာပေါ့အဖေကိုမင်းကြိုက်တဲ့ငါအနှံ့ရှိတဲ့ဝက်သားမြင်ကြော်လေးကြော်ခိုင်းလိုက်မယ်ဘသူကဝန်ရှောင်းစားလဲကျွန်တော်ပါခင်ဗျဘာကိစ္စရှိလို့လဲဟက်မင်းပဲကိုကြည့်ရတာတော့ရိုးရိုးအေးအေးပဲဒါပေမဲ့လှုပ်တဲ့အလုပ်တွေကတော့တိတ်မရိုးလှဘူးနော်ဝဲရှောင်းစားမထင်ထားဘူးမလားနင်တို့ကိုစောင့်နေလို့ငါပြောထားတာပဲရှမ်းကျင်ပင်စောစောကကွင်းပြင်မှာစကားတွေအကုန်ရှင်းပြီးသားလေနင်ကိုယ်တိုင်တရွာလုံးအရှိမကောလာဟာလာဖြတ်ပါတယ်လို့ဝန်ခံပြီးအခုဘာလာလုပ်ပြန်တာလဲငါဘာလာလုပ်တာလဲဟုတ်လားငါတရားမျှတမှုလာတောင်းတာနင်တို့လင်မယားနှစ်ယောက်ပေါင်းပြီးငါ့ကိုနှိပ်စက်တဲ့ကွင်းပြင်မှာအတင်းအပြစ်ဝန်ခံခိုင်းပြီးတရွာလုံးအရှိမမျက်နှာမပြရဲအောင်လုပ်တဲ့နင်တို့ကဒီကိစ္စဒီတိုင်းပြီးသွားမယ်လို့ထင်နေတာလားအိုးစီပွားရေးကတော့မစိုးပါဘူးစပွဲရှစ်လုံးလုံးပြည့်နေတာပဲကိုလုံးအတွက်နေရာတစ်ခုရှာပေးပါဦးအကိုကြီးဘာကိစ္စရှိကျွန်တော်ကိုပြောပါကျွန်တော်ရဲ့ဧည့်သည်တွေကိုတော့မချောက်ပါနဲ့ဟာရတယ်မင်းကိုပြောမယ်လာထိုင်ပြီးပြောကြတာပေါ့ကြားတာတော့စားတောက်ဆိုင်တေးသေးလေးတစ်ခုဖွင့်ထားပြီးစီးပွားရေးအတော်ကောင်းနေဆိုငါဒီနေ့တခြားကိစ္စမရှိပါဘူးငါရီစားကိုတရွာလုံးအရှိမဒီလောက်အဆက်ကွဲအောင်လုပ်ဖို့နဲ့သူကဘယ်လိုလူဆွမ်းကောင်းလဲဆိုတာလာကြည့်တာဒီအကိုကြီးစကားကိုအေးစစ်ပြောပါဦးစားပြီးကြပြီလားခင်ဗျာမစားရသေးရင်ကျွန်တော်အနောက်မီးဖို့ချောင်းကိုဟင်းကောင်းကောင်းလေးတွေချက်ခိုင်းလိုက်ပါမယ်မင်းကိုစကားမပြောဘူးငါရှာနေတာဝန်ဆောင်စားအမေအနောက်မီးဖို့ချောင်းကိုသွားပြီးအဖေကိုကူကြည့်ပေးလိုက်ပါဒါပေမဲ့အမေသွားပါအမေရဲ့အိုမီသားစုဝင်တွေကိုတော့အတော်ကာကွယ်တာပဲကောင်းပြီးမင်းရဲ့ဒီတက်တိကိုကြည့်ပြီးငါမင်းကိုတိတိကျကျပြောမယ်မင်းကရီစာရှန်ကျင့်ပင်ကိုစိတ်ဆင်းရဲအောင်လုပ်ခဲ့တဲ့ကိစ္စကိုဘယ်လိုရှင်းမလဲအဖေစိတ်မလောပါနဲ့ရှောင်းစားကသူ့ဘာသာဖြေရှင်းပါလိမ့်မယ်လို့ပြောထားတယ်လေဒီကိုကြီးရွာကွင်းပြင်မှာခမားရဲ့ရီစာကလူအများကြီးအရှိမသူအရင်ကောလာဟာလာဖြန့်တာပါလို့ဝန်ခံခဲ့တာပါကျွန်တော်ကသူ့ကိုအမှန်တိုင်းပဲပြောခိုင်းခဲ့တာနင်းလျှောက်မပြောနဲ့နင်းနဲ့လူရူရန်ပေါင်းပြီးငါ့ကို1060တာကိုလုံးသူစင်ချေပေးနေတာကိုမယုံနဲ့နင်းပါဇက်ပိတ်ထားစမ်းမင်းစကားတော့အတော်ပြောနိုင်တာပဲစာအုပ်အချို့ဖတ်ဖူးပြီးပါဇက်ကတော့အတော်တွတ်တာပဲဒါပေမဲ့မင်းရဲ့ဒီစကားတွေကရွာထဲကအဖိုးကြီးအဖွားကြီးတွေကိုလှည့်စားလို့ရရင်ရမယ်ငါစီမှာတော့မရဘူးနော်ဟိတ်မလုံးနဲ့ဘသူအပြင်ထွက်ငါဒေါသထွက်မှာနော်ကောင်လေးငါဘသူအမှတ်မှန်လဲဆိုတာဂယုမဆိုင်ဘူးရှန်ကျစ်ပင်ကငါလူပဲသူစိတ်မချမ်းသာရင်ငါလည်းစိတ်မချမ်းသာဘူးငါကိုစိတ်မချမ်းသာအောင်လုပ်တဲ့သူတွေရဲ့အဆုံးသက်ကဘာလဲဆိုတာမင်းသိလားဒါပေမဲ့မင်းကလည်းစီးပွားရေးတေးသေးလေးလုပ်နေတာဆိုတော့ငါလည်းကိစ္စတွေကိုအကြီးအကျယ်မလုပ်ချင်ပါဘူးငွေ2000ပေးလိုက်တာကငါရေးစားကိုတောင်းပန်တာလို့တတ်မှတ်မယ်ကြားလားကိုလုံမင်းတို့ကိုစကားပြောနေတာမျက်နှာပေးထားတာနော်နင်တို့ဒါကတပြတိုက်တာပဲတပြတိုက်တာဟုတ်လားဒါကနင့်နာကြီးပါနင်တို့လင်မယားကငါ့ကိုဒီလိုဖြစ်အောင်လုပ်ထားတာငွေနှဲငယ်ရောတာဘာဖြစ်လို့လဲကဲမြင်ဆန်ဆုံးဖြတ်စမ်းအကိုကြီးငွေကတော့ကျွန်တော်မပေးနိုင်ဘူးပေးစရာမရှိလို့မဟုတ်ဘူးမပေးသင့်လို့ပဲခမ ्या ကိုဒီငွေ2000ပေးလိုက်ရင်ကျွန်တော်ဝန်ဆောင်စားကအပြစ်လုပ်ထားပါတယ်လို့ဝန်ခံလိုက်တယ်လို့ဖြစ်သွားမယ်ခမ ्या ရေးစားကမတရားဘူးလို့ခံစားရရင်ရွာမှာဖြန့်ဖြေးရေးကော်မတီရှိတယ်မြို့ပေါ်မှာရဲစခန်းရှိတယ်တရားမျှတမှုကိုပြောမဲ့နေရာတွေရှိပါတယ်
ဝမ်ရှောင်စားမင်းအသက်ရှင်ရတာညီးငွေ့နေပြီထင်တယ်မျက်နှာပေးတာကိုမယူဘူးပေါ့ဟုတ်လားနင်တို့ဘာလို့မလို့လဲဒါကကျွန်တော်သားရဲ့ဆိုင်ပဲချခြင်းကျွန်တော်ကိုချငားရဲ့ဒီအသက်အိုကြီးကိုပဲယူလိုက်မင်းဖေကတော့တတိရှိတာပဲဒါပေမဲ့အုံနောက်မရှိဘူးအာမင်းထက်စဉ်းစားကြည့်ဦးငွေ2000ကစကားပြောရတာလွယ်မလားဆိုင်ဖြတ်ခံရတာကစကားပြောရတာလွယ်မလားကိုလုံးငွေ2000နဲ့တင်ပြီးမလို့လားသူတို့နင်တို့ကိုဟန်ဒီငွေကိုကျွန်တော်မပေးနိုင်ဘူးကောင်းလေးကောင်းမှရင်တန်ဖိုးကြီးကြီးမားမားပေးရလိမ့်မယ်သူ့အမေအပြင်ထွက်သွားတာ10မိနစ်ရှိပြီဘာလို့လူမလာသေးတာလဲလူထက်မလာရင်တော့သွားပြီငါစကားအနည်းငယ်ပြောမယ်အဖိုးကြီးမင်းနဲ့မဆိုင်တဲ့ကိစ္စတွေကိုဝင်မပါနဲ့အဖိုးဒီနေ့ထမင်းလာစားတာဒီလူမိုက်တွေဝင်လာပြီးပြဿနာရှာတော့အဖိုးဒီထမင်းကိုကောင်းကောင်းမစားလိုက်ရဘူးမဟုတ်လားအဖိုးဘာပြောချင်လဲကိုအဖိုးကကျွန်တော်ကိုလမ်းကင်းပေးနေတာအားလုံးအတွက်အချိန်ဆွဲပေးနေတာပဲအကိုကြီးဒီနေ့ကိစ္စကိုကျွန်တော်နောက်ဆုံးတစ်ချိန်ပြောမယ်ခင်ဗျားထမင်းလာစားတာဆိုရင်ကျွန်တော်ကြိုးဆိုပါတယ်မီနူးကစပွဲပေါ်မှာရှိတယ်ကျွန်တော်အဖေချက်တဲ့ဟင်းကမြို့ပေါ်မှာနံပါတ်1ပဲဒါပေမဲ့ခင်ဗျားပြဿနာလာရှာတာဆိုရင်တော့ကျွန်တော်ဝန်ဆောင်စားကဆိုင်ကိုမနှံ့မျောပါဘူးဒီနေရာကလူတွေအမြဲသွားလာနေတာတရားမျှတမှုမရှိဘူးလို့ကျွန်တော်မယုံဘူးတရားမျှတမှုဟုတ်လားကောင်းပြီတရားမျှတမှုဆိုတာဘာလဲဆိုတာမင်းကိုပြရတာပေါ့ဟာဟန်ဘာဖြစ်တာလဲဘသူရဲတိုင်တာလဲရဲဘော်ကျွန်တော်တိုင်တာပါဒီလူမိုက်အချို့ကကျွန်တော်သားရဲ့စားတောက်ဆိုင်ကိုပိတ်ဆို့ထားပြီးဘီယာပလင်းတွေနဲ့လူကိုရိုက်မလို့လုပ်နေကြတယ်ဘသူလူရိုက်လို့လဲကျွန်တော်တို့ကထမင်းလာစားတာပါရဲဘော်ကျမမြင်ပါတယ်ဒီ3ယောက်ကဆိုင်ထဲဝင်လာတာနဲ့ဧည့်သည်တွေကိုမောင်းထုတ်တယ်ဒီလူကဆိုင်တကားလက်ကင်ကိုတောင်ဖျက်ဆီးပစ်လိုက်ပြီးဧည့်သည်တွေကိုအပြင်းမထွက်ခိုင်းဘူးအဲ့ဒီလူကောင်ကြီးကဆိုင်ရှင်စီကငွေ2000တောင်းနေတယ်ငွေမပေးရင်ဆိုင်ကိုဆက်ဖွင့်လို့မရအောင်လုပ်မယ်တဲ့ကျမတက်တည်ခံပါတယ်သူတို့ကတပြတိုက်နေတာပါရှောက်မပြောနဲ့နင်တို့အုပ်စုဖွဲ့ပြီးငါ့ကိုထောင်ချောက်ဆင်နေတာငါမင်းကိုမမေးဘူးမင်းခဏနေမှပြောမင်းကဒီဆိုင်ရဲ့ဆိုင်ရှင်လားဟုတ်ပါတယ်ကျွန်တော်နာမည်ဝမ်ရှောင်စားပါဝန်ကပမိဖို့ချောင်းကကျွန်တော်အဖေရဲ့လက်ရပါကျွန်တော်နဲ့အမေကတော့အရှိမကူလုပ်ပေးနေတာပါဘာဖြစ်တာလဲပြောစမ်းပါဦးဒီ3ယောက်ကဆိုင်ထဲဝင်လာပြီးဒီကိုလုံးဆိုတဲ့လူကစပွဲတစ်လုံးကိုတိုက်ရိုက်ယူလိုက်တယ်ပြီးတော့ထမင်းလာစားတာမဟုတ်ဘူးတဲ့သူ့ဤစားအတွက်လာဖြည့်ရှင်းတာလေကျွန်တော်ကိုငွေ2000ပေးပြီးတောင်းပန်ခိုင်းတယ်ကျွန်တော်မပေးတော့သူ့လက်အောက်ကလူတွေကဘီယာပလင်းတွေနဲ့တကားကိုပိတ်ဆို့ထားတဲ့ဆိုင်ထဲကပြည်နေတဲ့ဧည့်သည်တွေအကုန်လုံးလဲကြောက်ပြီးထွက်ပြေးကုန်ကြတယ်မင်းအနောက်မှာဘာတွေဝတ်ထားလဲထုတ်လိုက်စမ်းသားမြောင်တွေယူဆောင်လာတယ်သူတစ်ပါးရဲ့စီးပွားရေးလုပ်ငန်းခွင်နဲ့ကျူးကျော်ဝင်ရောက်တယ်ချင်းချောက်တယ်ငွေကြေးတောင်းခံတယ်နင်တို့အတော်တတိရှိလာကြီးလားဘာနာမည်တွေလဲစောစီလုံးဟာအပြင်းနာမည်ကောကိုလုံးကောင်းပြီစောစီလုံးမင်းနာမည်ကတော့အတော်အားကောင်းသားပဲလုပ်တဲ့အလုပ်တွေကတော့မဟုတ်သေးဘူးနော်နင်တို့3ယောက်ပြီးတော့နင်ပါငါနဲ့အတူရဲစခန်းကိုလိုက်ခဲ့ကြစမ်းရဲပြကျမလူမရိုက်ပါဘူးကျမရေးစားနဲ့လိုက်လာယုံတင်ပါမင်းစောကဘေးမှာရက်ပြီးဘာတွေပြောနေလဲကိုလုံးသူစင်ကြေးပေးနေတာကိုမယုံနဲ့မင်းလူမရိုက်တာတော့ဟုတ်တယ်မင်းကဘေးကနေမြောက်ပင်ပေးနေတာမသွားနဲ့အိုမင်းလဲလိုက်ခဲ့ရမယ်ရဲရရှိကျိုးကျွန်တော်ကတတ်မှတ်ခံရသူရဲ့မိသားစုဝင်ပါသူ့ရဲ့ဝမ်းကွဲအကူချမ်ပါရှိနေတယောက်ပါစောကအခြေအနေတွေကိုကျွန်တော်မှတ်တမ်းတင်ထားပြီးပါပြီဆိုင်ထဲမှာရှိနေတဲ့တပ်တွေရဲ့ထွက်ဆိုချက်တွေကိုလည်းရယူထားဖို့အကြံပြုချင်ပါတယ်ရှိနေဒီမှာရှိနေတော့ကျွန်တော်ထပ်ပြောနေစရာမလိုတော့ဘူးပေါ့ရှောင်းယူမင်းသွားပြီးရှိနေတဲ့တပ်တွေရဲ့အချက်လက်တွေကိုမှတ်တမ်းတင်လိုက်ဦးအဖိုးရဲ့နာမည်ကဘယ်လိုခေါ်လဲမလိုပါဘူးနာမည်ကကိုပါကိုဖိုးအဆင်ပြေရင်ကျွန်တော်တို့နဲ့တူရဲစခန်းကိုလိုက်ပြီးမှတ်တမ်းလုပ်ပေးမလားဒါမှမဟုတ်ဒီမှာပဲမှတ်တမ်းတင်မလားသွားမယ်ငါမင်းနဲ့အတူရဲစခန်းကိုလိုက်ခဲ့မယ်စားတောက်ဆိုင်တစ်ခုဖွင့်ရတာလွယ်တာမဟုတ်လို့မိုးလင်းကနေမိုးချုပ်အထိလောက်ရတာသူတို့ကတော့အေးဆေးပဲထိုင်ပြီးအဆက်ဟယုံနဲ့ငွေ2000တောင်းနေတယ်ဒီလူငယ်လေးကတော့ပျော့ပြောင်းနဲ့အမှန်တရားဘက်ကနေအကျိုးအကြောင်းရှိပြောနိုင်တယ်မင်းဖေချက်တဲ့ဟင်းကလည်းတကယ်အရသာရှိတယ်အဖိုးနောက်လည်းမကြလာခဲ့မယ်ဟုတ်တယ်စောကငါအနက်ရှိတဲ့ဝက်သားမြင့်ကျော်ကတကယ်ကိုကောင်းတဲ့ဆိုင်ရှင်မကြောက်ပါနဲ့ဒီလိုလူစားမျိုးကိုနှိမ့်နှင်းပြရမယ်ဒီခွေးသူတောင်းစားတွေကတော့တကယ်ကိုအိမ်ထိလာပြီးရန်ရှာတာပဲမင်းရွံသားမြင်မလာရင်ငါရဲ့ဒီဟင်းချက်ရောက်မှကြီးနဲ့ဒီကောင်းကောင်းကိုရိုက်ခွဲမိတော့မယ်အဖေရိုက်မခွဲမိတာကံကောင်းတာပေါ့အဖေသာဒီရောက်မှနဲ့ရိုက်ခွဲလိုက်ရင်အမှန်ကနေအမှားဖြစ်သွားလိမ့်မယ်မင်းပြောတာမှန်ပါတယ်ငါရဲ့တစ်သက်လုံးမှာဒေါသကြောင့်ပဲအမြဲနစ်နာခဲ့ရတာရှောင်းစားကတော့ဒီနေရာမှာငါထပ်တာပါတယ်ရှောင်းစားမင်းဘာမှမဖြစ်ဘူးမလားမလန့်သွားဘူးမလားဘာမှမဖြစ်ပါဘူးနှမျောစရာကောင်းတာကဧည့်သည်အချို့ငွေမရှင်းရသေးပဲထွက်ပြေးကုန်တာပဲဒီကိစ္စကိုရဲစခန်းကကင်တွယ်ပါလိမ့်မယ်မင်းတို့အရင်ဆုံးဂယုမဆိုင်ပါနဲ့ဦးမနှက်ဖြန်ကြရင်ကျွန်တော်ရဲစခန်းကိုတွားပြီးအခြေအနေတွေကိုစုံစမ်းပေးပါမယ်ဒီပြစ်မှုတွေကဘယ်တစ်ခုမဆိုတက်တည်ထင်ရှားရင်သူတို့ခံရတော့မှာပဲအဲ့ဒီရှန်ကျင်ပင်ကောသူကောပြစ်ရှိလားသူကိုယ်တိုင်လက်မပါခဲ့တယ်လို့ဓာတ်ရိုက်လဲမချင်းချောက်ခဲ့ပေမဲ့တလန်းလုံးပါဝင်ပတ်သက်ခဲ့ပြီးစောစီလုံးကိုကူညီပေးခဲ့တာမို့ပူးတွဲဥပဒေချိုးဖောက်မှုပဲသူသာလူချင်းတွေ့ပြီးတောင်းပန်ပြီးနင့်နာကြီးပေးမယ်ဆိုရင်မင်းတို့ဘက်ကခွင့်လွှတ်ကြောင်းစာတစောင်ထုတ်ပေးဖို့စဉ်းစားလို့ရတယ်နင့်နာကြီးကိုကျမမမောပါဘူးတောင်းပန်တာလဲသူတကယ်အမှားသိရင်တော့ကျမနားထောင်ပေးပါမယ်ဒါပေမဲ့ခွင့်လွှတ်ဖို့မလွှတ်ဖို့ဆိုတာကိုတော့အတင်းအကျပ်မလုပ်ပါဘူးကို့ဘာသာဖျားလို့သဘောထားမှာမဟုတ်ဘူးဒီညတော့အားလုံးကိုထိတ်လန့်စေခဲ့ပါပြီကိုအဖိုးအမေပြောတာမှန်ပါတယ်ဒီညကိစ္စအတွက်အားလုံးကိုအားနာပါတယ်ငွေမယူပါဘူးအားလုံးပဲဟင်းတွေအဆင်ပြေတယ်ဆိုရင်နောက်လဲမကြလာခဲ့ကြပါဦးဟာဘလို့လဲငါပြောတာမမှားဘူးမလားဒီအိမ်ရဲ့ငါးအနက်ရှိတဲ့ဝက်သားမြင့်ကျော်ကတကယ်ကိုအကောင်းဆုံးပဲတကယ်ကိုအရသာရှိတဲ့ဆိုင်ရှင်သမင်းတစ်ပွဲထပ်ပေးပါဦး
အကိုဒီနေ့ဘာလို့အားနေတာလဲလာထိုင်ပါဦးရဲစခန်းကနေအခုမှပြန်လာတာမင်းကိုကင်တွယ်မှုရလက်တွေပြောပြမလို့စောစီလုံးဆိုတဲ့ကိုလုံးလေးစုံစမ်းလိုက်တော့တရားဝင်ကင်တွယ်မှုနှစ်ကြိမ်ရှိခဲ့ဘူးတဲ့ဓားမြောင်တွေယူဆောင်လာမှုရန်စမှုတပြတိုက်ရန်ကြံစီမှု၃ခုလုံးပေါင်းပြီးတရားဝင်အမိန့်ကျလာပြီးလုံအားပေးပြုပြင်ရေးတစ်နှစ်ခွဲကြခံရမယ်အဲ့ဒီရှောင်းမှုနဲ့အာဟောင်ကတော့ပူးတွဲကျူးလွန်သူတွေမှုတယောက်ကလုံအားပေးပြုပြင်ရေးတစ်နှစ်နောက်တစ်ယောက်ကရှစ်လကြခံရမယ်ဖျားသခင်ကိုကျေးဇူးတင်ရမယ်တစ်နှစ်ခွဲဆိုတာသူတိတိကျကျနောင်တရားဖို့လုံလောက်တဲ့အချိန်မှာပဲရှမ်းကျင်ပင်ကောသူကတော့ရဲစခန်းမှာအမှုရာကောင်းပါတယ်ကောလာဟာလာဖြန့်တဲ့ကိစ္စကိုဝန်ခံတယ်ပြီးတော့စောစီလုံးကိုဆိုင်ထဲခေါ်လာပြီးပြဿနာရှာတဲ့ကိစ္စကိုလည်းဝန်ခံတယ်အရင်ကပြစ်မှုမှတ်တမ်းမရှိပေမဲ့ပြစ်မှုတွေပေါင်းပြီး10ရက်ထိမ့်သိမ်းခံရမယ်ဒဏ်ငွေ900ဆောင်ရမယ်ဒါ့အပြင်ဒါကသူရေးထားတဲ့တောင်းပန်စာပဲကျွန်တော်ကြည့်ပြီးအခြေအနေကတော့အမှန်တိုင်းပါပဲစင်ကြေပေးတာမျိုးမရှိသလိုလိန်ညာတာမျိုးလည်းမရှိဘူးသူနောက်ဆုံးတော့အမှန်တိုင်းပြောတတ်သွားပြီပေါ့သူ့ရဲ့ဒါကအရာအလုံးအရင်လိုပြန်ဖြစ်သွားပြီလို့မဆိုလိုပါဘူးနောက်ဆိုသူကသူ့လမ်းသူသွားတို့ကတို့လမ်းတို့သွားပေါ့အင်းဒါကတော့ကိုလုံရဲ့မိသားစုဝင်တွေဘက်ကရော်ချေးပေးတဲ့အဲ့ဒီညကကြောက်လန့်ပြီးထွက်ပြေးသွားတဲ့ဧည့်သည်တွေရဲ့ထမင်းဘိုးနဲ့ဆိုင်ပိတ်ထားရတဲ့ရဲနင့်နာကြီးတွေပါဆိုင်ထဲကနေကြောက်လန့်ပြီးထွက်ပြေးသွားတဲ့ဧည့်သည်တွေကအချို့ကရဲစခန်းကိုကိုယ်တိုင်သွားပြီးတက်တီခံပေးခဲ့ကြတယ်ကိုအဖိုးကပထမဆုံးပဲရှင်းနေချန်တာတွေကကျွန်တော်တို့လှုပ်တင်လှုပ်ထိုက်တာတွေပါစားတောက်ဆိုင်တစ်ခုဖွင့်ရတာမလွယ်ကူပါဘူးလူမိုက်ချို့ရဲ့ဖြစ်စည်းတာကိုမခံနိုင်ပါဘူးမင်းရွယ်ဒီတစ်ခေါက်တော့မင်းကိုကျေးဇူးအများကြီးတင်ရမယ်ကျွန်တော်ကြောင့်မဟုတ်ပါဘူးအဲ့ဒီညကရှိနေခဲ့တဲ့အားလုံးကြောင့်ပါဗျာ